Yo, alo mấy mình là bà, alo mấy mình gọi cho nó mèo màu màu xe MC bà, chỉ màu cho nó cuối creator sau này suy ra con theo đó màu xe bài let's go. Thì thằng nó đùa chọn thì thế mà sao bon hả? Ôi đùa đuôi này mày đi ông mà ăn creator rồi đó, qua khán tụi nhà má đấy, nó thật to vậy. Đuôi này mày đi nè, suy ra con bự ba lưu xin nè, bà gu ra, bực bạc thì các bạn phải bị cười rồi cú đập ô ê bà quá ok ô cái gì á hôm nay mẹ rồi tết tết ra đây mẹ rồi ok suy cho con phía ấy bộ vậy suy cho con phía đá biết đá vào không thì cho nam đi ô đá rồi vào ngay yêu chủ bộအဲ့လိုပေါ့ဗျာဒါတော့ကျွန်တော်နတ်ဒီပေါ့ဗျာကျွန်တော်ထင်တော့ဒါကြီးလေဟိုဘက်မှာလည်းအဲ့လိုကြီးပဲရှိမှာထင်တယ်ဗျာအောင်းတော့ကျွန်တော်တို့ကြီးလေအပြင်မှာလည်းအဲ့လိုမျိုးပဲဗျာတနေရာမှာတစ်စောင်းဟုတ်တယ်ကျွန်တော်ပြောတယ်နော်အဲ့လိုကျွန်တော်အောက်ထိုင်စင်းပဲဒီမှာတလန်းရှိသေးနော်အိုးတော်တယ်ဒီမှာတလန်းရှိသေးအိုးချက်ကြီးရှိဘာမှလည်းထည့်မမိကြဘူးဗျာစားစရာတွေပါလေးများထည့်မနေတော့ဒါဆိုရင်ဖေးရလားတက်ရလားမသိတက်မရတော့ပါဘူးတက်တော့ရဒါပေမဲ့လမ်းလူလမ်းချလေးတွေတော့ဟူးဝါအစကျွန်တော်ရှိတာထည့်တာလေးပါဗျာအခုကရှိတာဘာလို့ဖြောဟိုမညက်ရုပ်ပေါ့တယ်โอเคရှိတာဖြောလိုက်တာအောင်ဆိုရင်ကျွန်တော်ငါဖျားချလေးတောင်းနေရဘာလို့ရှိတာဖြောလိုက်တော့ကျွန်တော်တော့ရှိတာထည့်ရောနည်းလက်တယ်ပေါ့ဗျာလက်သွားโอเคကျွန်တော်ခိုင်တငုံလေးပေါ်ထိုင်းနေအောင်မယ်ထိုင်ငုံလေးပေါ်ထားဟိုးနောက်ကတမင်လေးကြာကျိုးโอเคညီမအချိန်ဆွဲနေလို့မရဘူးဗျာတော်တော်မြင့်နေနော်ဟိုလေမြင့်နေတော့မြင့်နေလို့ပြောရမယ်ဂျမ်ဒါကပါတော့ဟိုမမနေစိုက်ထားရကျွန်တော်စမုန်းနေနေရပါဗျာဟိုကလာကြည့်โอเคဟိုကလာကြည့်မယ်ဒါကျွန်တော်တဖြည်းဖြည်းနဲ့ညမောင်းလိုက်ဗျာโอเคကျွန်တော်ဒါကျွန်တော်အောက်ပဲစိတ်တော့ဟေးစွာမန်းလို့ခုံးချမြန်မာလို့ခုံးချမယ်မြန်မာလို့ခုံးချပါပဲဆိုမှโอเคကျွန်တော်နဲ့လောက်ထားရတော်တော်ဖိုက်တယ်လို့ပြောမှာဗျာဒီဒါတွေတော့ညမရွာလေးအိုးရောဘာတိုင်းနဲ့နည်းနည်းလေးပဲနော်ညတို့ဘုံလှသေးလှလို့လုပ်လိုက်ရတာရလားမရလား comment မှာရေးခဲ့ပါโอเคကျွန်တော်ဒီအရာလေးကိုတောင်းနေတဲ့လူတွေကိုကျွန်တော်ပြောပြပါမယ်ကျွန်တော်တို့သင်ကြီးလိုက်လို့ပါခွေကြည့်ရပါဒီပါโอเคပထမဆုံးအနေနဲ့ကျွန်တော်ဒီမယ်ပထမဆုံးအနေနဲ့ကျွန်တော်ကွာ Play Store ကိုဝင်ရမယ် Play Store ကနေပြီးတော့ကျွန်တော်လေး DM ဆိုရဲF ကိုရှားလိုက်ပေါ့ဗျာအဲ့နဲ့ DM ဆိုပြီးနောက်ခံအစိမ်းအောင်လေးနဲ့ဟောက်တွေ့လိမ့်မယ်ဒါလေးပေါ့အဲ့အလေးကိုနှိပ်ပြီးသားရင်ရွှေတကုံလိုရိုက်ရှာလိုက်ဗျာအဲ့မှာကြလိမ့်မယ်ဗျာအဲ့လေးကို download လေးလုပ်ကိုစော့နေတဲ့ Minecraft ကိုထည့်လိုက်ဗျာMinecraft ကဒါတော့ကျွန်တော် version မိမှရမယ်ဗျာโอเคအဲ့လေးကို down ပြီးဒါဆိုဖို့ရပါတယ်โอเคကျွန်တော်ပြောတင်တာလည်းပြောပြီးတော့အားလုံးပဲဒီနေ့ဗီဒီယိုဘိုင်ဘိုင်ဒီမှာဘိုင်ဘိုင်ပြန်လို့ဘိုင်ဘိုင်